Magic ချက်ကူကိုစီစဉ်စစ်မှာတကယ်ကျန်းနာနိုင်တဲ့ commander တွေအကြောင်းကိုကျွန်တော်နဲ့အတူတူတွားပြီးတော့လေ့လာကြည့်လိုက်အောင်ဗျာစီစဉ်စစ်မှာ commander အသစ်ခလီယာပါဝင်လာမှာဖြစ်ပြီးတော့ commander အဟောင်းတချို့ကိုလည်းပတ်ပေးထားပါတယ်ပထမဆုံးအနေနဲ့ commander ခလီယာအကြောင်းကိုအတူတူရှင်းပြပေးတော့ပါမယ်ပွဲစားပြီဆိုတာနဲ့မတ်ဘေးမှာခရုပုံစံကွက်လေးတစ်ခုပေါ်နေမှာဖြစ်ပြီးတော့ state 1 round 4ရောက်ရင်တော့အောက်မှာအန်စာရုံးပုံလေးပါထပ်ပြီးတော့ပေါ်လာမှာဖြစ်ပါတယ်အဲ့လိုအန်စာရုံးပုံလေးပေါ်ပြီဆိုရင်တော့အန်စာရုံးပုံလေးကိုနှိပ်လိုက်တဲ့အခါ point နေရမှာဖြစ်ပါတယ်အဲ့ဒါကတော့တစ် round ကိုတစ်ခါ point လေးစုလို့ရပါတယ် point စရပြီဆိုတာနဲ့ active လုပ်လို့ရပါပြီ active လုပ်မယ်ဆိုရင်တော့ goal တွေ EAV တွေကို point အလိုက်ရရှိတော့မှာဖြစ်ပါတယ်အများဆုံး point 8ဆိုရင်တော့ goal 18ချက်ရရှိမှာဖြစ်ပါတယ်တပွဲကိုအများဆုံး3ငါကြီးအတိတ်လုံနိုင်တာဖြစ်လို့3ငါလုံးကို point 8 တီသာစုနိုင်မယ်ဆိုရင်တော့ကို54ကိုထိရရှိမှာဖြစ်ပါတယ်ဒါပေမဲ့အန်စာရုံးခောက်တဲ့နေရာမှာ point 8ထက်ကျော်သွားတယ်ဆိုရင်တော့3ညပြန်ဖြစ်မှာဖြစ်ပြီးအစအနေပြန်ပြီးတော့ point တွေစုအောင်ပါပါအဲဒါကြောင့်မလို့ 6.7 point ဆိုရင်လည်းဖောက်သင့်ပါတယ်commander ခလီယာရဲ့ power cut ကတော့ power cut ကိုယူလိုက်ပြီဆိုတာနဲ့ answer တစ်ချိန်လှည့်ပြီးတော့ reward တချို့ကိုရရှိမှာဖြစ်ပြီးတော့ stage 3စပြီဆိုရင်လည်း goal 20ဒါမှမဟုတ်30နဲ့ညီမျှတဲ့ reward တွေကိုရရှိမှာဖြစ်ပါတယ်နောက်ထပ် commander တစ်ခုကတော့ဘေးပါဘေးကပြည်ရစစ်မှာ exotic skin ထွက်မှာဖြစ်တဲ့အတွက်တော်တော်ကြီးကိုဖတ်ပေးထားတဲ့ commander လည်းဖြစ်ပါတယ်commander V ရဲ့ power cut ကတော့ကိုယ့်ရဲ့ commander ကို level တင်တိုင်းမှာ short မှာပေါ်လာတဲ့ hero နှစ်ကောင်ကို free ယူလို့ရမှာဖြစ်ပါတယ်။ V commander ရဲ့ skill ကတော့ကိုယ့်ရဲ့ commander ကို level တင်တိုင်းမှာ skill တစ်ခါသုံးဝင်ရရှိမှာဖြစ်ပါတယ်။ပြီးရင်တော့ skill သုံးတိုင်းလို့ပေါ်လာတဲ့ hero တစ်ကောင်ကို free ယူလို့ရပါတယ်။အဲဒါကြောင့်မလို့ V ကတော်တော်ကြီးကို goal လဲရပြီးတော့ solo ကောင်းလာမဲ့ commander တစ်ခုဖြစ်လာမှာသိကြပါတယ်။ season 6ရဲ့အကျဉ်းဆုံးပတ်တဲ့ commander တွေထဲမှာ Moscow commander လည်းပါဝင်ပါတယ်။မော်စကို commander ရဲ့စကေးတွေကတော့ဘေးမှာပေါ်နေတဲ့ခွက်ထဲမှာသူပြထားတဲ့ hero တွေကိုထည့်ပေးရမှာဖြစ်ပါတယ်။1 goal ကနေပြီးတော့4 goal ထိထည့်ပေးရမှာဖြစ်ပါတယ်။4 goal ထိထည့်ပေးပြီးရင်တော့သူ့ရဲ့ခွက်ကဗလာဖြစ်သွားမှာဖြစ်ပြီးတော့အဲ့ခွက်ထဲကို hero တင်လိုက်မယ်ဆိုရင်တော့တင်လိုက်တဲ့ 1 star hero ကနေ copy hero နှစ်ကောင်ထိရရှိမှာဖြစ်ပါတယ်။ကလုံးနှလုံးရရှိတဲ့သဘောပါ။ခွက်ထဲကို1 goal ကနေ4 goal ထိတင်တဲ့အခါဒီမှာလည်းတစ်ခါတင်တိုင်းမှာ5 goal ထိရရှိမှာဖြစ်ပါတယ်။ကိုတင်လိုက်တဲ့ hero ရဲ့တန်ဖိုးကိုပြန်မရဘူးဆိုရင်လည်းဘဲကောင်ကိုပဲတင်5 goal ထိပြန်ရရှိမှာဖြစ်ပါတယ်။မော်စကိုရဲ့ power cut ကတော့ကိုကတ်ယူလိုက်တဲ့ round ကနေစပြီးတော့ round 9မှာ1 goal ကနေ5 goal ထိရရှိမှာဖြစ်ပါတယ်။ကတ်ယူလိုက်ပြီဆိုတာနဲ့1 goal hero စပြီးတော့ရမယ်။ပြီးရင်တော့အဆင့်လိုက်2 goal 3 goal 4 goal 5 goal ထိရရှိမှာဖြစ်ပါတယ်။နောက်ထပ်ဖတ်ပေးထားတဲ့ commander တွေကတော့ပဇာနာနဲ့နန္နာဖြစ်ပါတယ်သူတို့ရဲ့ skill တွေကိုလည်းတော်တော်လေးဖတ်ပေးထားတာဖြစ်ပါတယ်အချိန်မရတဲ့အတွက်ဒီ commander နှစ်ခုရဲ့အကြောင်းကိုတော့ season 6စပြီးမှာပဲကျွန်တော်ဗီဒီယိုတစ်ပုဒ်နဲ့ထပ်ပြီးအသေးစိတ်တင်ပေးသွားပါမယ်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲကြည့်ရှုပေးခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ